နောက်တစ်ချက်ကခုံနဲ့ပေါက်တဲ့လေ့ကျင့်ခန်းတွေဥမာအပြင်ဘတ်စကတ်ဘောဗော်လီဘောနောက်အမြင့်ခုံအလျားခုံဒီလေ့ကျင့်ခန်းလေးတွေလုပ်လို့ရတယ်အလွန်အမင်းပင်ပန်းတဲ့လေ့ကျင့်ခန်းတွေတော့ရှောင်ရှားစေခြင်းနဲ့ရေကူးတဲ့လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်နောက်ယောဂ stretching ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအစွမ်းကုန်အကျော်လျှော့တဲ့လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်ကိုမမီတဲ့နေရာလေးကို marking လေးလုပ်ပြီးတော့အဲ့ marking ထက်ကြော်ပြီးတော့မှအမှတ်အသားလေးတွေလုပ်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်လို့ရတယ်အဲ့တော့ခန္ဓာကိုယ်မှာခြေပြားအစွမ်းကုန်ထောက်ပြီးတော့မှမိတဲ့လက်ကိုဆန့်တဲ့ဟာလေးမှာခဲတံလေးနဲ့အမှတ်သားလေးလုပ်တာအဲ့ဒါကိုခြေပြားမထောက်ဖဲနဲ့တကိုယ်လုံးအစွမ်းကုန်ဆန့်ပြီးတော့မှလက်နဲ့လှမ်းထိတဲ့လေ့ကျင့်ခန်းလေးတွေညာဘယ်လုပ်လို့ရတယ်နောက်မိမိတို့ရဲ့မှန်ဒါမှမဟုတ်မိမိတို့ရဲ့အဝတ်ကျိတ်ပစ္စည်းတွေကိုကိုယ်အတကုံအစွမ်းကုန်ခြေပြားထောက်ပြီးဆန့်ပြီးတော့မှလက်လမ်းမှမိပဲနေရာလောက်မှာထားကြည့်ပါဒါဆိုရင်သားတို့သမီးတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးတွေအကြောတွေကဆန်းဆန်းပြတ်ပြတ်နဲ့တပြေးပြေးနဲ့အရက်ရှည်လာမယ်လို့ယုံကြည်ပါတယ်ဗျအဲ့တော့ဒါကတော့ဆရာထိတ်တင်တို့ရဲ့14ရက်အတွင်းအရက်ရှည်နီးစာအုပ်ထဲမှာရှိပါတယ်အဲ့တော့ပန်းဆိုတာမှာရှိနေဦးမလားမသိပါဘူးတွားရှာကြည့်ပါကျွန်တော်တို့ယုံကြည်နဲ့လုပ်ခဲ့တာဒါကြောင့်မလို့နံပါတ်5အချက်အနေနဲ့ကတော့ဘသူကဘလို့ပဲပြောမင်းမိဘဘိုးဘွားအရက်ပူတဲ့အတွက်မင်းတို့အရက်ရှည်မှာမဟုတ်ဘူးမင်းကတော့10ကျော်တက်တောင်နည်းနည်းကြော်နေပြီ15 16ကြော်နေပြီ16 18ဖြစ်နေပြီမင်းအရက်ရှည်မှာမဟုတ်တော့ဘူးဒါမျိုးဘလောက်ပဲ PR တွေပေးနေပါစေဘလို့ပဲ science တွေသိပ္ပံတွေပဲပြောနေပါစေတခါတလေမှာခင်ဗျားတို့ရဲ့ယုံကြည်ချက်ကြောင့်မလို့ဘဝမှာပြောင်းလဲသွားပြီးတော့မှကိုမှန်းထားတဲ့ပန်းတိုင်ရောက်တဲ့လူတွေအများကြီးရှိတယ်အဘမင်းသိကစာအုပ်တော့ရှိတယ်ဗျတခါကလူတယောက်ကရေနစ်ခဲ့တယ်လေပေါ်မှာပေါ့နော်လေစီးနေနဲ့သူ့ဆရာသူနှစ်ယောက်လုံးပါတယ်အဲ့တော့လေလဲရောက်ရောလေကမုံတိုင်းကြောင့်မလို့မုံတိုင်းနေထန်လာတယ်လေကမောက်သွားတယ်လူတွေအကုန်လုံးရေနစ်တော့မယ်အဲ့မှာသူ့ဆရာရဲ့ရေပေါ်လမ်းလျှောက်ကျင့်စဉ်ဆိုတဲ့ဟာကို तू မှတ်မိသွားတယ်ရုပ်တရက်အဒရီနယ်လင်ဟော်မုန်းထွက်လာတဲ့ခါမှာအဲ့တော့ तू ကယုံကြည်နဲ့ပဲငါဆရာငါ့ကိုသင်ပေးထားတယ်ငါရဲ့စိတ်ကရေပေါ်ကိုလမ်းလျှောက်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ तू တဖြည်းဖြည်းတလှမ်းချင်းစိတ်ကိုလျှော့ပြီးတော့အဲ့ဒီယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့လမ်းလျှောက်သွားခဲ့တာဟိုဘက်ကန်းထိရောက်သွားခဲ့တယ်နောက်သူ့ဆရာကိုယ်တိုင်ကနော်အဲ့ဒီနီးကိုပေးခဲ့ပေမဲ့သူ့ဆရာကိုယ်တိုင်ကသူ့တပည့်လိုမျိုးရေပေါ်မှာလမ်းလျှောက်ကြည့်တဲ့အခါမှာမရနိုင်ဘူးဗျဒါကြောင့်မလို့ခင်ဗျားတို့ယုံကြည်စိတ်တစ်ခုကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုနောက်တစ်ချက်ပြောပြမယ်ဗျဒီဘက်ခေတ်မှာမီနိုစီတီလို့ခေါ်လားမိုင်နိုစီတီလို့ခေါ်လားမသိဘူးအရန်နာမည်ကြီးလာတယ်အရင်ကျွန်တော်စပြီးလိမ့်တဲ့ခေတ်မှာနာမည်မကြီးသေးဘူးအရင်တော့ကျွန်တော်မျက်နှာမှာဘာအမွှေးမှမရှိဘူးဘာပတိုင်းမှမရှိဘူးပြောင်ချော်ကြီးနှာခေါင်းမွေး2 မြင်3 မြင်နဲ့ဘေးစီလည်း2 မြင် 3 မြင်နဲ့မော့စ်လောက်တောင်အမွေးမရှိဘူးဒါပေမဲ့ဘာဖြစ်လဲကျွန်တော်အဲ့ဒီမီနိုစီတီလားမိုင်နိုစီတီလား3 နှစ်တိတိလိမ့်ခဲ့တာလုံးဝအမွေးတွေဒီလိုမျိုးပေါက်လာခဲ့တာဗျအဲ့တော့ယုံကြည်ချက်ကအရေးကြီးပါတယ်တားတို့သမီးတို့ယုံကြည်ပါရှေ့လာ